ပါတယ်ဟီမာဝါရီကိုကြည်ထားပေးဖို့ဘိုဟိုဒိုကခရိုတိုမာရုကိုပြောလိုက်ပါတယ်အဲ့ဒီချိန်မှာဟီတာရီဟာသူ့ရဲ့လက်နဲ့ဘိုဟိုဒိုကိုရိုက်လိုက်ပေမဲ့ဘိုဟိုဒိုဟာသူ့ရဲ့ဓာတ်နဲ့အမြန်ကားလိုက်ပြီးတော့ဟီတာရီကိုလည်းဝင်းဆိုင်နဲ့တွန်းထုတ်လိုက်ပါတယ်လူနဲ့သားတဲ့ဟီတာရီကလည်းချက်ချင်းဆိုသလိုပဲသူ့ရဲ့ကလော့မတ်ထဲကိုပြန်ဝင်ပြေးသွားပါတယ်တပတ်ကခေါ်ကီနဲ့ထေတာကလည်းဘိုဟိုဒိုဟာဟီမာဝါရီကိုကယ်ပြီးချက်ချင်းပြောက်သွားတာကြောင့်စပေတန်ဂျေဆုတစ်ခုခုကိုကျွမ်းကျင်နေလောက်ပြီလို့ပြောနေပါတယ်ထင်းတန်ဟီမာဝါရီကိုပါမတွေ့တော့တာကြောင့်သူတို့ရဲ့တီမီယာကိုဒေတာကအာယုံခံတက်ဖွဲ့ကိုမိလိုက်ပါတယ်ထင်းတန်ကဒဏ်ရာရထားပြီးနေရာသစ်တစ်ခုကိုသွားနေကြတာဖြစ်ပြီးတော့ဟီမာဝါရီကတော့ခွန်တော်မာဦးတို့နဲ့အတူရှိနေတဲ့အပြင်ဘိုဟိုဒိုပါရှိနေတဲ့အကြောင်းအာယုံခံတက်ဖွဲ့ကပြန်ပြောလိုက်ပါတယ်ဂျူလာကတော့ခုနကနေရာမှာဘာမှမလုပ်ပဲဒီတိုင်းကြီးမတက်ရက်နေလို့ခေါ်ကီကတော့ထူးဆန်းနေရပါတယ်ဘိုဟိုဒိုကိုဘာမှမဖြစ်ခဲ့တယ်လို့မျိုးပြန်ပေါ်လာတာကြောင့်ဘာရီဂျန်နေရာလဲလို့ခွန်တော်မာဦးကမင်းနေရင်းနဲ့ပဲဘိုဟိုဒိုသာပေါ်မလာရင်ဆာဝါဒါဟာရှင်ဂျူကောင်ရဲ့ဝမ်းမြူတာကိုခံနေရတော့ပြီလို့ဆာဝါဒါကဝင်ပြောလိုက်ပါတယ်ဟီတာရီတို့လိုရှင်ဂျူကောင်တွေကခုတ်လိုမျိုးကလော့မတ်တွေကိုစိတ်ချိုက်သုံးနိုင်ပြီးတော့အခုလဲဘယ်နေရာကနေပြန်ထွက်လာမလဲဆိုတာကိုမသိနိုင်ပါဘူးအဲအကြောင်းဘိုဟိုဒိုဟာသူတို့နားမှာရှိတဲ့အာယုံကန်ရှင်နိုဘီတယောက်ကိုကလော့မတ်တွေကိုစောင့်ကြည့်ခိုင်းတာပြီးချာကရာလှုပ်ရှားမှုတစ်ခုတွေ့ရတဲ့သတိပေးဖို့ပြောလိုက်ပါတယ်ဆာဝါဒါတို့တွေ့ခဲ့ရတဲ့ရှင်ဂျူကောင်ဟာဆာဝါဒါကိုတွေ့ရတဲ့ခွန်တော်မာရုတို့ကိုတောင်လုံးဝလစ်လူရှုပြီးတော့ဆာဝါဒါကိုပဲအဓိကထားပြီးတိုက်ခိုက်တဲ့အပြင်ဆာဝါဒါကိုဝမ်းမြုပ်ဖို့ပါကြိုးစားခဲ့ပါတယ်အဲအကြောင်းအဲ့ဒီကောင်ဟာသူ့အဖေတစ်ပင်ဖြစ်သွားတဲ့ကိစ္စနဲ့ပတ်သက်နေရလားလို့ဘိုဟိုဒိုကိုဆာဝါဒါကမေးလိုက်ပါတယ်ဆာဝါဒါအဲ့လိုပြောလိုက်တော့ခွန်တော်မာရုကလည်းတစ်ပင်ဖြစ်သွားတဲ့မိုးဂီကိုသတိရသွားပါတယ်အခုသူတို့ရင်ဆိုင်နေရတဲ့ကောင်ဟာဆာစကီရဲ့ချာကရာကိုတုံးပြီးဖြစ်လာတဲ့ကောင်ဆိုပေမဲ့အဲ့ဒါကိုဂယူးဆိုင်မနေပဲဆာစကီကိုပြန်ကယ်နိုင်ဖို့ပဲအာရုံစိုက်ထားဖို့ဘိုဟိုဒိုကပြောလိုက်ပါတယ်ခွန်တော်မာရုကတော့ဘိုဟိုဒိုပြောနေတာတွေကိုနားမလည်တဲ့အပြင်ဘိုဟိုဒိုကိုလည်းအဲ့ဒီအကြောင်းတွေဘယ်လိုသိနေရတာလဲလို့မေးလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲကလော့မတ်တွေထဲမှာချာကရာတွေလှုပ်ရှားနေတာကိုအာရုံခံရှင်နိုဘီကသတိထားမိသွားပါတယ်ဒါပေမဲ့နေရာတိကျကိုတော့အာရုံခံလို့မရတဲ့အပြင်ကလော့မတ်တွေရဲ့နေရာတိုင်းမှာချာကရာတွေကိုအာရုံခံမိနေတဲ့အကြောင်းပြောနေတဲ့အချိန်မှာပဲကလော့မတ်တွေထဲကနေကလော့ကောင်တွေထွက်လာခဲ့ပါတယ်ကလော့ကောင်တွေကိုသူရှင်းလိုက်မှာမလို့ဆာဝါဒါကိုကိုကာဝယ်ဖို့ပဲတိုက်ခိုက်ဖို့ဘိုဟိုဒိုကပြောလိုက်ပါတယ်ခွန်နာမာရုနဲ့ဆူမီရဲကတော့ဟီမာဝါရီကိုခေါ်ပြီးဗထဲနဲ့ဝေးရကိုရှောင်နေကြပါတယ်ထုံးစံအတိုင်းဘိုဟိုဒိုကတော့ကလော့ကောင်တွေကိုအေးစီရှင်းပြနေပါတယ်သူတို့စီကိုကလော့ကောင်တစ်ကောင်လာနေရကြောင်းဆာဝါဒါဟာခြေထောက်နဲ့ကန်လိုက်ပေမဲ့ကလော့ကောင်ဘောကကလော့မတ်ကနေဟီတာရီပေါ်လာပြီးတော့ဆာဝါဒါရဲ့ခြေထောက်ကိုချုပ်ထားလိုက်ပါတယ်အဲ့ဒီချိန်မှာပဲရှူရင်ကန်တလက်နဲ့အတူဘိုဟိုဒိုဟာဟီတာရီရဲ့အနောက်ကိုရောက်လာပြီးတော့ဟီတာရီကိုရာဇင်းကန်နဲ့တိတ်ပေးလိုက်ပါတယ်အဲ့ဒါကြောင့်ဟီတာရီကလည်းကလော့မတ်တွေကိုထပ်ဝင်သွားပြန်ပါတယ်တကယ်တော့ဟီတာရီဟာသူတို့လိုရှင်ဂျူကောင်တွေရဲ့ဗဟိုချက်နေရာကိုပြန်လာပြီးတော့သူ့ရဲ့ဒဏ်ရာတွေကိုပြန်ကုသနေရပါဟီတာရီဟာနောက်တစ်ချိန်ပြန်ထွက်လာပြီးတော့ဘိုဟိုဒိုနဲ့ဆာဝါဒါနားမှာကလော့မတ်တွေအများကြီးမှတ်ထားပြီးကလော့မတ်ထဲကိုပြန်ဝင်သွားပြန်ပါတယ်ဆာဝါဒါကတော့ဟီတာရီကိုမြေကြီးတွေကနေဆွဲထုတ်ပြီးကလော့မတ်တွေကိုဖျက်ဆီးပစ်လိုက်မှာမလို့ဘိုဟိုဒိုကိုမိုးပေါ်ကိုရှောင်ခိုင်းလိုက်ပြီးတော့ရာဇင်းကန်နဲ့နောက်တစ်ခါထပ်ပြီးတိုက်ခိုက်နေပါတယ်ဒါပေမဲ့ဘိုဟိုဒိုကတော့သူ့ရဲ့ဥဇူရီကိုနဲ့ဟီတာရီကိုတစ်ချက်တည်းရှင်းပြတော့မှမလို့မိုးပေါ်ကိုပြန်လို့မရတဲ့အကြောင်းပြောလိုက်ပါတယ်ဥဇူရီကိုကကဘာဂျိုရဲ့ချာကရာတွေကိုထည့်သွင်းပြီးပြုတ်လို့ရတဲ့ဘိုဟိုဒိုရဲ့ရာဇင်းကန်အသစ်တစ်ခုဖြစ်ပြီးဥဇူရီကိုရဲ့အဖြစ်ဆွမ်းအားကလည်းအချိန်ယူရင်ယူသလောက်အကန့်အသတ်မိလာနိုင်တဲ့အကြောင်းဘိုဟိုဒိုကပြောလိုက်ပါတယ်အဲ့လိုရာဇင်းကန်အတွက်လိုအပ်တဲ့ဂျိုရဲ့ချာကရာတွေကိုသူ့ရဲ့ခြေထောက်ကနေစုပ်ယူပြီးရာဇင်းကန်ထဲကိုထည့်ရတာကြောင့်ဥဇူရီကိုရာဇင်းကန်လုံနေတဲ့အချိန်အတွင်းမှာဘိုဟိုဒိုအနေနဲ့လီဘာကိုပြန်လို့မရပါဘူးနောက်ပြီးဟီတာရီကိုတစ်ချက်တည်းနဲ့ရှင်းပြဖို့ဆိုရင်သူ့ရဲ့ရာဇင်းကန်ကိုအချိန်တော်တော်ယူပြီးလုပ်ရမယ့်အကြောင်းဘိုဟိုဒိုကပြောနေတဲ့အချိန်မှာပဲဘိုဟိုဒိုရဲ့ခြေထောက်နာကကလော့မတ်ကနေဟီတာရီရဲ့လက်ပေါ်လာတာကြောင့်ခွန်တော်မာရုကအချိန်မီပဲသူ့ရဲ့ရာဇန်ဘယ်ရီယာနဲ့ဝင်ကာပေးလိုက်ပါတယ်အဲ့ဒီရာဇန်ဘယ်ရီယာဆိုတာအရှိချပ်တာမှာဟီတာရီရဲ့ချီရိုရီကိုကဖို့ခွန်တော်မာရုကသုံးခဲ့ပူးပြီးကျွန်တော်ထည့်ပြဖို့မိသားတာပါအဲ့ဒါဟာရာဇင်းကန်ကိုဝင်းဆိုင်နဲ့ပေါင်းပြီးခွန်တော်မာရုကတီထွင်ထားတဲ့ရာဇင်းကန်တစ်ခုပါဒါပေမဲ့တိုက်ခိုက်ရေးအတွက်မဟုတ်ပဲအခုလိုကာကွယ်ဖို့အတွက်ပဲသုံးတဲ့ရာဇင်းကန်တစ်မျိုးလည်းဖြစ်ပါတယ်ဝင်းဆိုင်နဲ့ပေါင်းထားပြီးလေထုဖီအားနဲ့အန်နမီကိုတွန်းကန်စေမဲ့ပုံစံမျိုးပါချက်တာဘက်ကိုပြန်ဆက်ရရင်ခွန်တော်မာရုကိုဟီမာဝါရီကိုကြည်ထားပြီးဖို့ပြောထားရမလားလို့ဘိုဟိုဒိုကပြောလိုက်ပါတယ်ခွန်တော်မာရုကတော့သူ့ကိုအမိတ်လာမပေးဖို့နဲ့ဂျေဆုကိုပဲအသင့်ဖြစ်အောင်လုပ်ထားဖို့ဘိုဟိုဒိုကိုပြန်ပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲတခြားတစ်ဖက်ကနေဟီတာရီပေါ်လာခဲ့ပြီးတော့ဆာဝါဒါကိုချုပ်ထားလိုက်ပါတယ်ဆာဝါဒါကိုကလော့မတ်ထဲဆွဲခေါ်တော့မယ့်အချိန်မှာဆာဝါဒါကလည်းချီတိုရီ3နဲ့ဟီတာရီကိုရှော့တိုက်ပေးလိုက်ပြီးတော့ကလော့မတ်ထဲကနေဆွဲထုတ်လိုက်ကဘိုဟိုဒိုစီကိုပစ်ပေးလိုက်ပါတယ်ဘိုဟိုဒိုကလည်းသူ့ရဲ့ဥဇူရီကိုရာဇင်းကန်ဟာမရသေးပေမဲ့အခုမှမတက်ရင်မရတော့တာကြောင့်ဥဇူရီကိုဆက်စုမနေတော့ပဲအပေါ်ကနေတိုးကျလာတဲ့ဟီတာရီကိုဥဇူရီကိုရာဇင်းကန်နဲ့တီးထုတ်ပေးလိုက်ပါတယ်ဒီတစ်ခါဥဇူရီကိုဟာခုတ်ကို3-5ထက်ပိုပြီးဒမ်းမေပြင်းနေတာကိုတွေ့ရမှာပါဘိုဟိုဒိုရဲ့ပြောစကားအရဥဇူရီကိုဟာအချိန်ပေးပြီးလုပ်ရတဲ့ရာဇင်းကန်ဖြစ်ပြီးတော့သူ့ရဲ့အစွမ်းတွေကိုမထိန်ချုပ်ထားဘူးဆိုရင်အချိန်ပေးရင်ပေးသလောက်အကန့်အသတ်မရှိအောင်ကို damage ကတိုးလာနေမှာဖြစ်ပါတယ်အဲဒါကြောင့်ဟီတာရီကလည်းအပေါ်ပိုင်းလေးပဲကြံတော့တဲ့အထိတစားစီဖြစ်သွားရပါတယ်အပေါ်ပိုင်းလေးပဲကျန်တော့တဲ့ဟီတာရီဟာမြေအောက်ကိုပြန်ကျလာတဲ့အချိန်သူ့ရဲ့ကလော့မတ်ထဲကိုဝင်ခံနီးမှာပဲအောက်မှာရှိတဲ့ကလော့မတ်တွေကချက်ချင်းပြောက်သွားပါတယ်အဲ့ဒီအချိန်မှာတော့ဟီတာရီကိုခါဝါကီယာဝင်ချုပ်လိုက်ပါတယ်တကယ်တော့ခုတော့ကလော့မတ်တွေပျောက်သွားတာကလည်းခါဝါကီဟာသူ့ရဲ့စကူနာဟီဂူနာနဲ့ကျုံလိုက်တာပဲဖြစ်ပါတယ်ဟီတာရီကိုလည်းနာနေရဲ့ပုံစံဖြစ်နေရမလို့မနာအောင်လုပ်ပေးမယ်လို့ခါဝါကီကပြောပြီးဟီတာရီကိုဖောက်ခွဲပစ်လိုက်ပါတယ်အဲ့လိုနဲ့တစားစီဖြစ်သွားတဲ့ဟီတာရီဟာအလုံးလေးတစ်လုံးအဖြစ်ပြန်ဆုသွားပြီးဘိုဟိုဒိုကလည်းအဲ့ဒီအလုံးလေးကိုချက်ချင်းယူလိုက်ပါတယ်
နောက်ပြီးသူ့ကိုယ်ပေါ်ဖားလေးကိုအဲ့ဒီဟာတေချာလားလို့မေးနေပါတယ်တစ်ဖက်ကခူကြီးကလည်းအဲ့ဒါဟာတစ်ချိန်ကသူမြင်ဘူးတဲ့ throne soul bat ဖြစ်တာကြောင့်ရဲစရာမရှိတဲ့အကြောင်းပြန်ပြောလိုက်ပါတယ်ခါဝကီကလည်းဘိုဒိုရဲ့အင်ကြီးစားကိုဆွဲလိုက်ပြီးအဲ့ဒီအလုံးကဘာလဲနဲ့ဘိုဒိုကိုလည်းဘသူနဲ့စကားပြောနေရလဲလို့မေးလိုက်ပါတယ်ဘိုဒိုကတော့အဲ့ဒီအလုံးလေးဟာသူ့ဆရာဆာဇူကီကိုတစ်ပင်ဘွားကနေပြန်ပြောင်းမိနိုင်မယ့်အရာဖြစ်တာမို့လို့သူ့ကိုလွတ်လိုက်ဖို့ခါဝကီကိုပြန်ပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲဘိုဒိုရဲ့ရင်ဘတ်ကိုချက်ဂရာအတန်းတစ်ခုကထုတ်ချင်းဖောက်သွားပါတယ်တကယ်တော့အဲ့ဒါဟာဂျူရာလှမ်းပစ်လိုက်တာဖြစ်ပြီးဂျူရာဟာဟီမာဝါရီနဲ့တိုက်ခိုက်နေတုန်းကနေရာကနေတလန်းမာကိုမရေပဲထေးပီဘုံနဲ့လှမ်းပစ်လိုက်တာပါဆာစကီကိုကင်နိုင်မဲ့အရာလို့ပြောလိုက်တာကြောင့်ဆာဝဒါကလည်းဘိုဒိုရဲ့လက်ထဲကနေပြုတ်ကျသွားတဲ့စိုးဘက်ကိုတွားကောက်တော့မဲ့အချိန်ဆာဝဒါရဲ့လက်ကိုလည်းဘိုဒိုတုံးကလို့ဂျူရာဟာထေးပီဘုံနဲ့လှမ်းပစ်လိုက်ပါတယ်အဲ့ဒီနေရာကိုကြည့်ရမယ်ဆိုရင်ဂျူရာဟာဘိုဒိုတို့နဲ့အတော်လေးဝေးတဲ့နေရာမှာရှိနေရဆိုပေမဲ့ဘိုဒိုတို့စီကအခြေအနေတွေအကုန်လုံးကိုသိနေပါတယ်အဲ့ဒါဟာဂျူရာအနေနဲ့တကဘာလုံးကိုမြင်နေနိုင်တာလားဒါမှမဟုတ်အဝေးကအရာတွေကို zoom ချဲ့ပြီးကြည့်နေနိုင်တာလားဆိုတာကတော့စဉ်းစားစရာပါနောက်ပြီး Tavis Bone ဆိုတာမျိုးက straight line အတိုင်းသွားတဲ့အရာဖြစ်ပြီးတော့ပြစ်မှတ်နဲ့ဂျားထဲမှာတစ်ခုခုရှိနေမယ်ဆိုရင်ကြွေသားဖို့ကမဖြစ်နိုင်ပါဘူးအဲ့တော့ဘိုဒိုနဲ့ဂျူရာတို့ရှိတဲ့နေရာမှာအကာအကွယ်တစ်ခုမှရှိမနေနိုင်တာဖြစ်နိုင်တယ်လို့ Tavis Bone ကိုအရွယ်စားသေးတဲ့အထိဖိသိပ်ပြီးလှုပ်ထားတာကြောင့်ဂျားထဲမှာရှိနေတဲ့အကာအကွယ်မှန်သမျှကိုဖောက်သွားတာမျိုးလည်းဖြစ်နေနိုင်ပါသေးတယ်တကယ်လို့ဘိုဒိုနဲ့ဂျူရာကြားမှာအကာအကွယ်ရှိမနေရင်တော့ဂျူရာဟာ zoom ဆွဲပြီးအဝေးကိုကြည့်နိုင်တာဖြစ်ပြီးတော့အကာအကွယ်ရှိနေမယ်ဆိုရင်တော့အဲဒါလိုတကဘာလုံးကိုမြင်နိုင်နေရပါအဲဒါရဲ့ဆန်ရင်းငန်းကိုပါတံမြန်မြင်နိုင်တယ်ဆိုတော့အဲ့ဒါကလည်းမဖြစ်နိုင်ဘူးလို့ပြောလို့မရနိုင်ပြန်ပါဘူး chapter ကိုပြန်ဆက်ရရင်ဆာရာကောက်ဖို့ပြင်နေတဲ့စိုးဘတ်ဟာသူ့ဘာသာလီဘယ်ကိုထပြန်သွားပြီးဂျူရာစီကိုရောက်သွားပါတယ်ဘိုဒိုဟာစိုးဘတ်ရဲ့အကြောင်းကိုပါသိနေရမလို့ဂျူရာထင်တဲ့အထက်ကိုပို့ပြီးအန်ရရှိနေပါတယ်အဲ့ဒါကြောင့်ခေါ်ဂီတယောက်တည်းလဲဆယ်မီရဲ့အစာဖြစ်ဖို့လုံလောက်တာမလို့ဘိုဒိုကိုတတ်ဖို့ဆုံးဖြတ်လိုက်ပြီလို့ဂျူရာကပြောနေရင်းနဲ့ပဲ Two Blue Borders chapter 12 လေးကအဆုံးသတ်ထားပါတယ်